ကဲဒီနေ့မှာဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ new bath event is skin တကောင်ကျွန်တော်အနေနဲ့ဒီဂုံးစင်းကြီးကိုနော် feedback တွေနဲ့ဂုံးစင်းကြီးကိုကျွန်တော်အနေနဲ့ပြပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ feedback တွေနဲ့ဂုံးစင်းဖို့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဇရာလေးတစ်ခုယူရပါတယ်သူများဒီကျွန်တော်သူငယ်ချင်းရဲ့ဇရာယူတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်သူငယ်ချင်းကို credit ပေးပါတယ်ကျွန်တော်အနေနဲ့ဟောဒီဇရာလေးနဲ့တူဆင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဇရာလေးကိုကြည့်တဲ့အောင် let's go ကဲဇရာလေးမကြည့်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe ပြီးတော့ video လေးတက်ခဲ့ပြီးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ခင်ဗျာကဲတော့ကျွန်တော်အနေနဲ့ video လေးကိုစလိုက်အောင်ကဲခုမိတရားနဲ့ဇရာကတော့ကျွန်တော်အနေနဲ့ဒီဆင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီ new bath event ကတော့ဒီ April 12ရက်နေ့မှာလာမှာဖြစ်တယ်တော့ကြောင့်မလို့ bro အနေနဲ့ April 12ရက်နေ့မှာဆိုရင်ဒီ WeChat အနေနဲ့ weekly bath 5ကောက်ဖြစ်ရမှာဖြစ်ပါတယ် weekly bath တစ်ပတ်တော့ဒီတစ်ကတ်တော့เนาะဒီတကယ်6000နဲ့ဆိုတော့ကျွန်တော်5ကတ်ဆိုတော့3000ကြာပါမှာခင်ဗျာဒါအောင်ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပေါင်းပြမှာအခုလို့ဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြပါမယ်ဒီ weekly ဘတ်5ဘတ်ထည့်မယ်နောက်ပြီးတော့ဒီ fee token တကယ်မမြသေးဘူးเนาะအချိန်မှာ fee token မြသေးဘူး one draw ရမှာကွာဒီ one draw လှည့်မယ်နောက်ပြီးရင်ကျွန်တော်နေ one draw total one draw ရမယ်နောက်ပြီး April 13ရက်နေ့ဒီ13ရက်နေ့14ရက်နေ့ကြာလို့ရှိရင် bro 73ရက်14ရက်နေ့ထိ one draw လဲရပါမယ်အဲ့မှာဆိုရင် total စုစုပေါင်းအနေနဲ့9 draw ရမှာဖြစ်ပါ7 draw ရပါမယ်နောက်ပြီး April 19ရက်နေ့ကျရင်3 weekly back ထပ်ထည့်ရမှာဖြစ်ပါတယ်အဲ့ချိန်ကျစုပေါင်းဒီ29 free token ရပြီးတော့မှကျွန်တော်နေ4 draw ထပ်လဲရဖြစ်ပါတယ် total စုစုပေါင်းအနေနဲ့ draw 40ကိုရရှိတာပြီဖြစ်ပါတယ်ခင်ဗျာနောက်ပြီး April 20ရက်25ရက်နေ့ထိဒီ one draw လှည့်ပြီးလှည့်ရပါမယ်စုပေါင်းဒီ total draw ကတော့46 draw ရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့ April 26ရက်နေ့ကြာလို့ဆိုရင်3 weekly ပတ်တကထပ်တဲ့အဲ့ကြရင်ဒီ feed token 26ကရမယ်နောက်ပြီး one draw 4 draw လက်စုပေါင်းဒီ total draw အနေနဲ့86 draw ရပါမယ်နောက်ပြီး April 29ရက်နေ့နေပြီးတော့မှမေလ10ရက်နေ့ထိကျွန်တော်one draw လဲမယ်ဆိုရင်စုပေါင်း total draw 60 draw ထိရမှာဖြစ်ပါတယ်နောက်ပြီးမေလ10ရက်နေ့ကြာလို့ဆိုရင်ဒီ diamond bro မှာစီမှာဒီ965ဒီ recharge ဖြစ်ရပါမယ်နောက်ပြီးလို့ဆိုရင်စုပေါင်း total နဲ့ diamond ဒီ300ဟော10 draw မှာ300ပါမယ်နောက်ပြီး10 draw ဆိုလို့ဆိုရင်စုပေါင်း total draw အနေနဲ့101 draw ရရှိသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ bro အနေနဲ့ဒီ100 draw နဲ့ဆိုလို့ဆိုရင်ကျင်းနေပေါ့ဒီ new bath event skin တကောင်တည်းရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ100 draw နဲ့ဆိုတော့ကျင်းနေပေါ့ရနိုင်ပါတယ် coin 1200ကျင်းနေပေါ့ပြည့်နေပါတယ် bro အနေနဲ့ကဟောဒီကျွန်တော်ဟန်တိုင်းဟန်နာဂုံးစင်းခဲ့တယ်လို့ဝယ်ပေါ့နော်ဒီလိုမျိုးပဲ bro အနေနဲ့ဂုံးစင်းလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ bro အနေနဲ့ကွာဒီနားမလဲစီကျော် Telegram ကောင်းမှလာရောက်ပြီးတော့မီးမြလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုတော့ကျွန်တော်နေ new bath တကော new bath event ကကောဂုံးစင်းနေကျွန်တော်အနေနဲ့ပြပြပြီးတော့အရွယ်ဖြစ်ပါတယ်ခင်ဗျာကဲ bro အနေနဲ့ဂုံးစင်းပါလားဒီပတ်စံတော့တော်ကုန်မှာမြန်မာငွေနဲ့ဆိုစုပေါင်းတသိန်းအောက်နီးပါဖြစ်သွားနိုင်ပါတယ်ခင်ဗျာ weekly back 5ကတ်ဆိုလို့ရှိရင်ပတ်စံအနေနဲ့ဝါ3000ကုန်မယ်နောက်ပြီးစုပေါင်း weekly back ထဲမှာ7ကတ်တော့ weekly back ထဲရမယ်ဒါဆိုလို့ရှိရင်မြန်မာငွေတသိန်းအောက်လောက်ရောက်နေပါပြီတသိန်းနီးပါတော့เนาะ skin ရဲ့တက်မှုကမြင့်တယ်လို့ skin ရဲ့ effort တွေကဆောင်ရအောင်မှာလမ်းမှာလဲ bro နေနဲ့နှိုင်းမနိုင်ဒီ video က comment အောင်မှာမှန်ခဲ့လေးရပါတယ် new back skin ကလုံးဝမှာ10ပါ skin တန်ကြီးကတော်တော်များပါတယ် bro နေနဲ့နိုင်မှာလားမနိုင်ဆိုတော့ဒီဗီဒီယိုရဲ့ comment အောင်မှာရေးခဲ့လို့ရပါတယ်ကဲဒီမှာနေတော့ကျွန်တော်အနေနဲ့ကွာဒီ MPL emote winner ကိုကျွန်တော်အနေနဲ့ emote giveaway ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာပြီးမဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကွာမပေးဘူးလို့ကျွန်တော်ပြောရကြညီကိုတွေအတွက်ဒီမှာကြည့်ပါကျွန်တော်ရဲ့ fan တွေကကျွန်တော်ပေါက်သွားကျွန်တော်ပေးပါပါပြီ MPL emote winner ကျွန်တော်ပြောခဲ့တာကြားပါပြီသူအနေနဲ့အခုမှလာထုတ်လို့ပါဘာလို့လဲဆိုတော့ဒီသူတို့ရွာမှာဗျာဒီမှုံတိုင်းနေပါဒီစီနေတော့ကျွန်တော်ကကြားတယ်ဗျာသူပြောတယ်ဗျာအဲကြားဖို့သူအနေနဲ့အခု line ပြန်ရတော့သူကျွန်တော်လာပြီးပြောတာပါကျွန်တော်ကသူဆက်တယ်ရွာအခု MPL emote ကျွန်တော်ပေးလိုက်ပါပြီပေါ့နော်မပေးလို့ပြောနေကြညီကိုလေးအမကြီးသူတောင်းဆိုတာတဲ့ဒီ liquid MPL emote ကိုကျွန်တော် brother ကိုပေးလိုက်ပါပြီခင်ဗျာကျွန်တော်ကို giveaway မှာကတ်ဆယ်ပေးကြတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ဒီချက်ပကောင်နဲ့ giveaway လေးမှာလည်းပြန်လဲစော်တွေ့ပါအောင်မနော်နောက်ပြီးတော့ဒီနောက်ထပ် giveaway လေးရရှိပါသေးတယ်ဒီလမှာတော့ကျွန်တော် giveaway လေးရတလောက်ပါပဲเนาะ giveaway လေးကနားသွားပါပြီ
နောက်လာကြရင် giveaway လေးမှာပြန်လဲဆုံတွေ့ကြပါဦးခင်ဗျာနောက်ပြီးကျွန်တော်ရဲ့ video လေးမှာအမှားပါသွားတာဖြစ်ဖြစ်စကားပြောမှားသွားတာဖြစ်ဖြစ်เนาะတောင်းပန်ပါတော့ဗောเนาะကဲနောက်ထပ် video လေးမှာပြန်လဲဆုံတွေ့ကြပါဦးမယ်ကဲမဒီ brother ကိုကျွန်တော်အနေနဲ့ giveaway ပေးတဲ့ video လေးနဲ့ပဲအဆုံးသတ်ပါတော့မယ်အားလုံးပဲ new bat skin တကောင်နဲ့ဂုံးစင်းနိုင်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးပါတယ်အားလုံးပဲ see you ပါ